အမမိုးကိုကျွန်မရောဒီ food level တွေပေါ့နော်အဲ့တော့ဒီ food ကိုကြောင်းနည်းနည်းပြောမေးချင်ပါတယ်စင်ကာပူမှာဒါလည်းအဓိကဘာကွာလဲပေါ့နော်ဟုတ်စင်ကာပူမှာစားရတာလေအများသောအားဖြင့်မလေးစာတရုတ်စာဟုတ်ဘန်ကောက်ရောက်တော့ခါကြတော့ထုံးစံတိုင်းမှာဘန်ကောက်ရောက် street food တွေအများကြီးရှိရဲဒီထုံးစံတိုင်းတင်မော်ဒီထောင်းတို့ချင်းကန်စားစားရအများကြီးပဲပြောလို့မကုန်စားစရာကြီးများတော့สวัสดีค่ะအားလုံးပဲမင်္ဂလာပါဒီနေ့ကျမကဒီအမနဲ့တွေ့ဆုံပြီးတော့သူ့ကိုနည်းနည်းလေးမိကုံးလေးမျိုးမှာဖြစ်ပါတယ်โอเคအမပထမဆုံးအနေနဲ့နာမည်လေးမိတ်ဆက်ပေးပါအောင်အားလုံးမင်္ဂလာပါပထမဆုံးအနေနဲ့အမနာမည်ကမိုးညီပေါ့ဒါပေမဲ့မိုးလို့ပဲခေါ်လို့ရတယ်ဟုတ်အဲ့ဆိုဟုတ်အမမိုးဦးပေါ့နော်အမမိုးကစင်ကာပူမှာနေတာကြာပြီဆိုတော့ပေါ့နော်စင်ကာပူရဲ့ဒီနည်းနည်းလေး sharing လုပ်ပေးပါအောင်အမကစင်ကာပူမှာနေရတော့3နှစ်ပဲနေခဲ့ရပါတော့hotel industry မှာအမအလုပ်လုပ်ပြီးတော့3နှစ်နေခဲ့တယ်3နှစ်နေပြီးတော့နည်းနည်းပတ်စံလေးပါလေးစုပြီးတော့အခုဘန်ကောက်မှာစီးပွားရေးလုပ်ချင်တာရဲ့အိမ်ပြန်ဖို့လည်းမဖြစ်တာနဲ့ဒီဘန်ကောက်မှာစီးပွားရေးလုပ်ပြီးတော့အဓိကဘန်ကောက်မှာအခြေချချင်တာပေါ့နော်အဲ့ဒါနဲ့ဒီမှာပထမဆုံးလာပြီးတော့အစမ်းအရင်နေကြည့်ရတလကျော်တော့ရှိပါပြီဟုတ်ကဲ့အဲ့တော့အမမိုးဦးပေါ့နော်ဒီဘန်ကောက်ကိုလာတဲ့အချိန်မှာပထမဆုံးအနေနဲ့ဒီ first impression ကဘယ်လိုမျိုးတန်ရလဲပေါ့နော်သိချင်ပါတယ်ဒါနဲ့ဆိုဘန်ကောက်ကိုလာတာပေါ့နော်လာတော့3ခေါက်မြောက်ပေါ့ဒါပေမဲ့ပထမဆုံးစင်ကာပူမှာနေပြီးတော့ဘန်ကောက်ကိုသွားလှည့်မယ်ဆိုပြီးတော့သွားတွေးပြီးတော့ဘန်ကောက်ကိုပထမဆုံးရောက်တဲ့အချိန်မှာတိုးနာဘူမီလေးစိတ်ကနေအပြင်ကိုထွက်ပြီးတော့တက်စီစီးရတဲ့အချိန်မှာပထမဆုံးခံစားချက်ကတော့ဘယ်လိုပြောရန်ကုန်ကဘရင်တောင်နဲ့တူရပေါ့နော်ဘရင်တောင်အင်းစိန်နဲ့တူရလို့ခံစားတိတ်မကွာပါလားပေါ့ငါအိမ်ပြန်ရောက်သွားတာပေါ့မြန်မာနိုင်ငံလိုမျိုးပုံစံဖြစ်နေတော့ဒါပေမဲ့မျိုးရဲရောက်လာတဲ့အခါမှာတော့အများကြီးကွာသွားတယ်ဆိုတဲ့ခံစားချက်ကိုခံစားဒီစင်ကာပူနဲ့တော့မဟုတ်ဘူးနော်ကိုမြန်မာနိုင်ငံနဲ့အများကြီးကွာသွားဆိုဟုတ်ကဲ့ဟုတ်ကဲ့ပါအမမို့အဲ့တော့အမမို့နောက်တစ်ခုအနေနဲ့မေးချင်တာကတော့ဒီဘန်ကောက်နဲ့စင်ကာပူနဲ့ transportation ပေါ့နော်သွားလာဖယ်လေးကပို့ပြီးတော့အဆင်ပြေလဲလို့ထင်တယ်ပေါ့နော်ဘန်ကောက်မှာလည်းသွားလာအဆင်ပြေပါတယ်ဒါပေမဲ့ဘယ်လိုပြောရမလဲ easy to use တော့မဖြစ်ဘူးပေါ့နော်နည်းနည်းလေးလာရတယ်နည်းနည်းခက်ခဲတယ်ပေါ့နော်ဒီသွားရေးလာရေးအတွက်ကဒီအဓိက MRT ရဲ့သူတို့မှာ BDS ရဲ့ရှိသေးတာပေါ့နောက်တဲ့ခေါ်တဲ့အခေါ်တွေလည်းအများကြီးရှိသေးတယ်လေဆိုတော့တနေရာရဲ့တနေရာသွားဖို့ဒီစင်ကာပူမှာဆိုလို့ရှိရင်အမတို့က MRT ပဲစီးရတယ်ကွယ် MRT ပဲစီးရဆိုတော့MRT ရောဒီ bus တွေစီးတာရော transportation ကတ်ကတစ်ခုပဲရှိတယ်အဲ့ကတ်လေးသုံးတာဖြစ်ဒါမှမဟုတ်အမားတို့ဒီ visa ကတ်တွေသုံးတာဖြစ်ပဲကတ်သုံးပေါ့နော်အဲ့ကတ်သုံးရင်သွားရေးလာရဲ့အဆင်ပြေတယ်ဒီကတ်လေးကို tap လုပ်လိုက်ရုံနဲ့သွားလို့ရတယ်ဒီမှာကျတော့ bus ကားစီးရရဲ့ဒီသူတို့ပြောတဲ့ BTS line တွေ MRT line တွေပြီးတော့နောက်ခေါ်တဲ့ line တွေရှိရပေါ့အဲ့ဒါဆိုကိုတစ်မျိုးပြောင်းလို့မယ်ဆိုရင်လက်မှတ်တစ်ခါဝယ်ရတယ်တစ်ခါတချို့ဟာတွေကျတော့ကတ်လေးတွေတချို့ဟာတွေကျတော့ဒီလိုအကျွေးစီအစီလေးပေါ့နော်အဲ့နည်းနည်းတော့ခတ်တယ်ပေါ့နော်ပထမဆုံးစပြီးတော့လာတဲ့ဟာတော့နောက်တော့လည်း easy to use ဖြစ်သွားပါတယ်ဟုတ်ကဲ့ပြီးတော့ဒီနောက်တစ်ခုကကြတော့ဒီအမမိုးကိုကျမရောဒီ food level တွေပေါ့နော်အဲ့တော့ဒီ food ကိုကြောင်းနည်းနည်းပြောမေးချင်ပါတယ်စင်ကာပူမှာဒါလည်းအဓိကဘာကွာလဲပေါ့နော်ဟုတ်ကြားချက်လေးစင်ကာပူမှာစားရတာလေအများသောအားဖြင့်မလေးစာတရုတ်စာတရုတ်စာအဓိကတော့ဗမာတွေကတရုတ်စာစားတဲ့အခန်းတော့အရင်ကရှိရယ်ကွယ်ဒါပေမဲ့မစားတတ်တာမလေးစာတွေကလေချိုးတယ်ဘယ်လိုပြောရမလဲသူတို့ရဲ့အရသာဖမ်းအောင်မဖမ်းတတ်တာအရန်ကိုရတာရအရင် strong ဖြစ်တယ်ကွယ်မစားတတ်ဘူးစင်ကာပူမှာလည်းအဓိကဒီဗမာစာပဲလိုက်ရှာပြီးစားရတာဗမာဆိုင်ကောင်းကောင်းဒီဘန်ကောက်ရောက်တော့ခါကြတော့ထုံးစံတိုင်းမှာဘန်ကောက်ရောက် street food တွေအများကြီးရှိရဲဒီထုံးစံတိုင်းတင်မော်ဒီထောင်းတို့ချင်းကန်စားရအများကြီးပဲပြောလို့မကုန်စားစရာကြီးများတော့ဒါပေမဲ့ဘန်ကောက်မှာနေပြီးအခုမှအရင်တော့ခဏလာလဲတော့ကတော့ဘန်ကောက်စာကိုဦးစားပေးပြီးစားရပေါ့နော်အခုဘန်ကောက်မှာနေရတလကျော်ပဲရှိသေးတယ်ထိုင်းစာမစားချင်တော့ထုံးစံတိုင်းမှာမြန်မာဆိုင်တွေလိုက်ရှာပြီးတော့မြန်မာစာကောင်းကောင်းလေးပဲပြန်စားနေဟုတ်အခုဒီ food အကြောင်းပြီးပြီဆိုတော့နောက်တစ်ခုကကျတော့ဒီရေးကြီးဆုံးတစ်ခုဖြစ်တဲ့နေထိုင်ရေးပေါ့နော်နေထိုင်ရေးရေးကြီးတွေပါညာပေါ့နော်အဲ့ဒါလေးဒီမှာပြောပြပါအောင်တစ်ချက်အမဒီမလာခင်တော့ဒီမှာနေဖို့စုံစမ်းတော့ဒီကွန်ဒိုမှာနေရမလားအပတ်မတ်မှာနေရမလားဆိုပြီးတော့စဉ်းစားရပေါ့နော်ပြီးတော့ကိုကတယောက်ထဲလေးနေတာဆိုတော့နောက်ဆုံးတော့ကွန်ဒိုမှာနေဖို့ပဲရွေးချယ်လိုက်တယ်ပေါ့လောလောဆယ်အမကွန်ဒိုမှာငှားပြီးနေတယ်အမငှားတဲ့ကွန်ဒိုကတစ်လောက်9500ပေါ့ဒီတယောက်အခန်းလေးပဲ one bedroom အခန်းလေးပေါ့ studio room ကြတော့လဲချက်ရပြောကအဆင်မပြေလို့ဆိုပြီးသဘောမကျတာရဲ့ပြီးတော့ one bedroom ခန်းလေးကြလည်းမစိုးဘူးပေါ့နော်9500ပေးရတယ်ဒီ9500ဆိုတော့စင်ကာပူဒေါ်လာအနေနဲ့ဆိုရင်တစ်လကို
ငွေသေးတက်ကြနေစု400ပတ်ချလည်းရှိရပေါ့နော်400ပတ်ချလည်းတော့ရှိရဟုတ် โอเคနောက်ဆုံးတစ်ခုအနေနဲ့ဒီအမမိုးဦးဒီမေးချင်တာဒီအမမိုးဒီအရှိမပြောသွားတာဒီဘန်ကောက်မှာပဲအခြေချမယ်ကိုပြောသွားတယ်เนาะအဲ့တော့မေးချင်တာဒီဘန်ကောက်မှာကွန်ဒိုဝယ်မှာလေစင်ကာပူမှာကွန်ဒိုဝယ်မယ်ဆိုရင်အမမိုးဦးဘယ်ရအောင်ပို့ပြီးတော့ရွေးချယ်မယ်ပို့ပြီးတော့တတားတယ်လို့ထင်တယ်ပေါ့เนาะအဲ့ဒါလေးတစ်ချက်လောက်ပြောပြပေးပါအောင်ရှင်အဲ့ဒါကလေအဓိကကွန်ဒိုဝယ်တာအိမ်ဝယ်တာကဆိုရင်နိုင်ငံခြားမှာဝယ်ရမှာဆိုတော့အဓိကအမောက်မြန်မာနိုင်ငံသားဖြစ်နေတာပေါ့နော်မြန်မာနိုင်ငံသားဖြစ်နေတဲ့အတွက်စင်ကာပူမှာဒီအိမ်ဝယ်တော့မယ်ဒီတိုက်ခန်းဝယ်တော့မယ်ဆိုရင်တော့ဒါမလွယ်ဘူးပေါ့နော်မလွယ်တဲ့အချက်ပြီးတော့ဘန်ကောက်မှာကျတော့အမဒီကိုရောက်လာပြီးတော့ကွန်ဒိုတွေအကြောင်းလည်းနည်းနည်းလေးလာထားတဲ့အခါကျတော့လေဘန်ကောက်ကကွန်ဒိုတွေကကျတော့ဒီက free hold တွေဖြစ်တယ် free hold ကအမတီးတဲ့လောက်ကဒီတားစီမီးဆက်ပိုင်လို့ရတယ်ပေါ့နော်အဲ့ဒါပို့ပြီးတော့အဆင်ပြေတယ်အဲ့အဆင်ပြေတဲ့အချက်ပြီးလို့ရှိရင်ဘန်ကောက်ကလေဒီစင်ကာပူဒေါ်လာ8000လောက်နဲ့ဒီကွန်ဒိုဝယ်စပြီးဝယ်လို့ရတယ်ပေါ့နော်ဘာ2တန်း3တန်းပေါ့နော်ဘာ2တန်း3တန်းဆိုလို့ရှိရင်အခုသူအတစ်ဆက်ဆောက်ထားတဲ့ကွန်ဒိုတွေရတယ်ဟုတ်အဲ့ဒါလေးဆိုလဲမစိုးသဘောတော့ကြားတယ်အမလည်းဒီစူးစမ်းနေရပေါ့နော်ဝယ်နိုင်အောင်လို့ဒီဘန်ကောက်မှာဝယ်ဖြစ်အောင်ပဲဝယ်မှာပါဟုတ်โอเคပါအမမိုးဦးအဲ့တော့ဒီနေ့အမမိုးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အချိန်ပေးပြီးတော့ဖြည့်ပေးတဲ့အတွက်မေးခွန်းနေပေါ့နော်ဟုတ်ကဲ့ပါအမကလည်းအမကိုအချိန်ပေးပြီးတော့ interview ဖြည့်ပေးရညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်ဟိုကြည့်နေတဲ့သူတွေလည်းသိနေတာလေးရှင် comment မှာမေးသွားလို့ရပါတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye